ပြေနဲ့ကမ်းလက်များနဲ့တူနေမယ်အပြိုရည်တွဲဆိုလမ်းခဲတော့ကွယ် Hey လာပါလက်တွေဆိုင်ချမယ် Give me setting level 3လို့တို့ကများတော့ဘူပါနဲ့လို့တရားနဲ့ပြေဆုံး Hey လာပါလက်တွေဆိုင်ချမယ် Give me setting level 3လို့တို့ကများတော့ဘူပါနဲ့လို့တရားနဲ့ပြေဆုံးလို့တရားမျိုးလေးချက်တွေဆိုင်ပြိုရRaya, darle Đi ai mà Tên này lỗi belum niya mà Mama lu Dina udah cek ya deh Mira lo bala. Đi chạy về tụi ngủ đi à bà đấy. Đi chạy ngủ đi à rồi. Tôi yên đi à làm tiểu. Anh đuổi làm yêu cháu Chị ai lại cậy Chị thấy bảo Cái đi bị thả lại nó lúc cho mà ở dạng Chị nhớ lên cây được Sao mà này miệng miệng bị cái lao luôn mà mày cái mồi nó mi phải chả tôi à tôi đi đâu cái tôi Mẹ tôi Suy mù điều mà tôi ai nó lấy cái bảo Suy mù đi đi mà đi bán cái gì
ရှင်တို့ကတည်းကကြောက်တော့မှမလဲဒီနေ့အတွက်လေခံစားချက်တွေတိတ်ကောင်းလို့ဘယ်နေရာထွက်လာမလဲပဲကြောက်နေရတယ်ကဲရွှေမို့ရေကဲမနာပဲတွားရပါမယ်ဒီတော့မမကျွန်းထားရလေတခါကြီးကဘာလို့ပွင့်ဘာလဲစပင်းဖာလာပါမဲမဲနေဟာတရေတော့မသိဘူးမလေးစက်သိန်းနေတော့ထားတယ်မလေးစက်သိန်းနေတော့ထားတယ်စက်သိန်းနေတော့ထားတယ်တရေဖြစ်ပုံများတယ်ဘာလဲတရေပါပြောနေလေဘာရှင်ကဘာဖြစ်လာလဲလက်လိုက်တာအပြင်ဘက်မှာလေစပင်းပါလိုက်နဲ့တရားမိုင်တွေ့လိုက်တယ်ပြာဘယ်မှာလဲမရှိပါဘူးရွှေမုံရဲ့ဘာရှောက်အောင်နေမရှိပါဘူးဘယ်မှာလဲရှိတယ်မမရဲ့အပြင်မှာစပင်းပါလိုက်နဲ့တရားမိုင်လမ်းရှောက်နေတယ်ဟာရွှေမုံရဲ့မရှိပါဘူးမကြည့်လိုက်ဘူးဘယ်မှာလဲရှိပါတယ်ဆိုနေမှာပဲဘယ်မှာလဲရွှေမုံရဲ့ဟာစက်တင်ရနေမှာပါပြန်မနေလို့နေမှာဒါအိတ်လိုက်တော့ခုနကမြင်လိုက်တာသိကြပါလေပြင်မှာစပင်းဖားလိုက်နေသေးမှလမ်းလျှောက်ခုကျမဘယ်ကိုရောက်သွားပါလဲအဖေ ဟဲ့ဒါနာကွာဟာကျိုးကောင် အစင်ရောပြရတာဖေ ဒီဟောမင်းကောက်ရွဲ့နေတာလားဟမ်မင်းပြက်လို့တော့ငါဒီလိုအစင်ပြေတဲ့ပုံစံပေါက်နေလို့လား ဟုတ်ပါဘူးဖေအဖေကတနာစရာလေးဖြစ်နေတာပါ အမှန် အဖေကလည်းအဖေပဲဖေရဲ့အဖေလွန်တာဗောကိုမိမကိုတော့မမှတ်မိဆိုတော့အဖေတော်တော်စိုးနေပြီတော့ဖေ ငါကြီးပဲပြောမနေတယ်လေမင်းကိုဝေထားတယ်မင်းအမေမင်းတော့မှတ်မိသေးလားငါလည်းဘယ်မှတ်မိမလဲကွာ မဟုတ်ဘူးလေဖေတာရုပ်တရက်ဆိုတော့ကြောက်သွားတာအဖေကတော့ကိုမိမကိုမှတ်မိတဲ့တယ်လေမဟုတ်ဘူးလား ဟျောင်းမင်းကောက်တက်တက်ပြဿနာမရှာနဲ့ပြဿနာမရှာငါလည်းတစ်ခါတည်းကြောက်တယ်မှားတာပေါ့ကွာမှားမိတာပေါ့ငါအမှားပါကွာငါအမှားပါနော်ခဏခဏမှားခါတော့မင်းမကြရက်ဆက်တယ်ငါ့ကိုတညာလုံးမအေးအောင်ဒုက္ခပြီးသားတယ် ဖေရဲ့အားမငယ်ပါနဲ့စိတ်မညစ်ပါနဲ့ဒါအဖေတစ်သက်လုံးခံနေရတဲ့ကိစ္စပဲဟုတ်အဖေအဖေကိုဒါအရေးတကြီးပြောရရှိတယ် ဘာဒုက္ခပေးဦးမလဲပြော တားလေတကယ်တည်းရဲ့6ခံ ဟာလာပြန်ပြီကွာဒီစကားပဲပြဿနာကောင်အကုသိုလ်ကောင်ဟမ်ဒီခြံထဲမှာမင်းမမွေးခင်နဲ့ငါတို့နေလားဘာသေးရမှမရှိဘူးဘာသေးရမှမရှိဘူး မဟုတ်ဖေစိတ်ကိုလျှော့ပါတာနောက်နေရမို့တကယ်ပြောတာတကယ်တည်းရဲ့6ခံရတာတည်း6ခံရတဲ့ခါကျတော့စိတ်ထဲမှာကြောက်စိတ်တွေဖြစ်နေတာအဲ့အချိန်မှာအမေကိုတနခါရနေဘွားကနေမြင်လိုက်တဲ့အချိန်မှာအရင်ကြောက်ပြီးအော်လိုက်တာအဲ့တော့အဖေပေါ့အဖေမိမကိုဝင်လုံးတာလေနဲ့မှမဆိုင်တာအဖေ ကဲပါဆရာကိုကျန်းကျော်ရဲ့နော်ဒီခြံထဲမှာဘာသေးရမှလည်းမရှိပါဘူးသေရရှိလဲအေးစင်းနေပါဗျာကျွန်တော်တောင်းမှမှတဲ့အကြီးကြီးကိုတောင်းမှမှတဲ့ကိုကျန်းကျော်ရဲ့ဟာသေရကွာလာပြန်ပြီဟဲ့လူတွေ ရှာ ဟာနေခုချိန်ဒီတနခါမဖြတ်သေးဘူးလား အော်ဟိုသမီးခဏနေမျက်နှာတက်တော့မှာပါဖေရဲ့ ဒုက္ခပဲကွာ မေးတော့လည်းဘလို့ဖြစ်နေရလဲမျက်နှာတပြေတော့တနခါအများကြီးဆွဆွလူးတာအဖေကြောက်လေကြောက်ရှင်စရာမရဲ့ဘလို့ဖြစ်နေကြလဲ
မသိပါဘူးဟဲ့အမေပြောတာပဲဟိုအသားကြီးလှချင်တဲ့ညာကြီးခံဒီတိုင်းတနခါကိုအဲ့လိုထိုးကြီးလိမ့်ပြီးအိတ်တဲ့ငါလေးလှချင် ကျွဲလူပိုင်းနေကရွှွန့်နေပါလူထားမှာအဲ့ဒါမှအသားကြီးလှမှာနူသွားမှာနော် အိုးဖေရ ဟဲ့နဲ့ဗျာတနခါနေမချိမဆန်နေလူနော်တရင်နဲ့လူမမသိမခွဲကြတတ်ငါအပြစ်ပဲဖြစ်တယ်ငါပဲတန်ခံရတယ် အဖေ ဟမ် အဲ့လက်ကြီးကညှောင်ထားနေရလေအဖေရပြီလေ အမဟုတ်လေ what အမေကမရှိဘူးစိုက်ခင်းထဲမှာရေသွားလောင်းနေပြီအဖေလက်ချလိုက်ရပြီ ဟုတ်တော့ဘောအိမ်တော်ဦးစီးမရှိတော့ငါတို့မိကိုသူတွေလွတ်လပ်ညောင်းတော့ကွာ ဘေးကလည်းအမေမရှိတော့လက်တွေစွန့်ကြ အဖေအမေလေးဆေးလေးလူပြီးနှိပ်ပေးမယ်လေ အကောက်တာပေါ့သမီးအေး အဲ့ဆေးဘူးလေးတောက်လာ အေးပါဗျာအေးပါဗျာအေးပါ ဟေးအမကဆေးဘူးသွားလူနေချင်းတတ်နှိပ်ပေးတာ အာဒါတာရလေးပါပါဗျာဒီ ရှင်မောဟုတ်ဒီလိုတားရချန်ကြီးအတွက်ထပ်ဆိုင်ရမယ်အပြင်စင်းရဲနဲ့ဟိုလိုအပ်မဲ့ဓာတ်မြေဩဇာကိုဒီညအမောင်စင်းရင်အပြီးလုပ်ပေးဟုတ်ကဲ့နော်ပြီးတော့ဆိုင်ရအတွက်ထပ်ဖြည့်ရမယ်ပစ္စည်းစင်းရင်ကိုလည်းထပ်လုပ်ပေးရောဟုတ်ကဲ့ဟေးဟုတ် ဒါနဲ့လေမမရွှေမုံလေးဒီဇိုင်းနဲ့ပတ်သက်ပြီးတော့မမပြောစရာရှိတယ် ပါလေ ဟာရွှေမုံလေးမင်းညတွေ့လိုက်တာတရေဆိုတာသိကြတယ်မစပင်ဖားလာနေလေတုံတော့ပြီးလမ်းလျှောက်နေကြောက်စရာကြီး ဖြစ်နိုင်တာပဲရွှေမုံရဲ့နေပောက်ကဲလာပြောတော့နေအဲ့လောက်ကြောက်နေရင်လည်းရန်ကုန်ပြန်လိုက်တော့ငါတယောက်တည်းပဲနေကြလိုက်တော့ မမနေအောင်လေမမ ငါညာတွေ့လိုက်တဲ့တရေမဆိုတာမပန်းရဲ့နာမည်ဖြစ်နေမလားသူလည်းသပင်ဖားလိုက်လို့ဆိုတော့ဖြစ်နိုင်ကြီးရှိတယ်ဖြစ်နိုင်ကြီးရှိတယ် ကြောက်ပါတယ်ဆိုမမကလေဘယ်လျှောက်သွားလဲမသိဘူး တရေ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 ဟမ်တရေငါပန်းရနေမြို့မို့ငါဘာလို့ကြောက်ချာငါပန်းရ ဟိတ်တရေမမတုံနဲ့နော်မတုံနဲ့နော်နှုတ်တာနဲ့မြုပ်ပါနော်ဟိတ်မတုံနဲ့လို့ပြောနေတယ်တခါလေးပွားကူရမယ်ညံကြောအမှန်စော့ပြီးသိဘူးတာလေညံကြောလာမတုံနဲ့တရေမပါနားလေဟုတ်ပါလေမပန်းနဲ့ ညကြောဟာနေမသွားပဲ မပန်းနဲ့ဘာဖြစ်လို့ဒီချိန်မှာဒီနားမှာလမ်းလျှောက်နေရလဲလို့ ဒီပုံစံဘာဖြစ်နေလို့လဲ မဟုတ်ဘူးလေဗျာညာကြီးမိုးချုပ်အဖြူဝမ်းဆန်းနဲ့အဲ့လိုလမ်းလျှောက်နေတော့
ကျွန်တော်လည်းတမျိုးထင်တာပေါ့လို့ ဟိုရွှေမုံလေးတရက်တွေ့လိုက်တယ်ဆိုတော့အဲ့ဒါတရက်ထွက်ရှာ ရွှေမုံကတရေတွေးလိုက်တယ်ဆိုလို့တရေထွက်ရှာကောင်းလိုက်လားတက်တိတော်ကောင်းတာပဲနော်မပန်းနဲ့ ကောင်းတာပေါ့ဒီကဘာမှာတိုင်းရင်နဲ့မြင့်မို့ကြောက်တာဆိုဘာမှမရှိ ဘာမှမရှိဘူးလား ဘူး မိုင်းလိုက် အဲ့နေပါရှက်ဘာလို့ဘိုးတော်ဝက်ဆိုဝတ်ထားလဲ ဟောမပန်းနဲ့မျိုးလုံးမကောင်းတယ်နဲ့ဒါဘိုးတော်ဝတ်ဆောင်မှာမဟုတ်တာတေချာလေးကြည့်အောင်လေကျွန်တော်ကမနိုင်ပြောရင်ကျွန်တော်လည်းတရေထွက်ရှာတာဗျတရေထွက်ရှာနေတဲ့ဗတိလေကျွန်တော်ညာလေးဗတိစိတ်တယ်ကျွန်တော်ဘာသာရေးတမှာကျွန်တော်ကစိတ်ထားကောင်းတယ် ရှက်တရက်တွေ့တာ ဟုတ်တယ်ကျွန်တော်တကယ်တရေတွေ့လိုက်တာစပယ်ဖားလိုက်နေကြောက်စရာကြီး ရှက်လည်းပုံမှန်တည်းပြောပါလူပြ ဟုတ်မူဝင်သွားလို့ပါငငယ်ရဆိုလို့ရှိရင်ဖေနဲ့မေကပုံဝင်ပြောလို့ရှိရင်အဲ့လိုတန်တယ်ပြောပြလေအဲ့ဒါအကျင့်ပါပါလေ sorry ရှင်တကယ်တည်းတွေ့လိုက်တာလား ဟုတ်တယ်ဟောရောက်သွားလို့ဟုတ်တယ်တကယ်တည်းတွေ့လိုက်တာအဲ့လိုပဲအဲ့လိုသပင်ဖားလိုက်နေရှောက်သွားနေတာအဲ့ကြောင့်မို့ကျွန်တော်လည်းလိုက်ကြည့်လိုက်ဖမ်းလို့လုပ်နေတာမပန်းရမ်းရ ရှင်တေးစားလို့လားမြင်မရမယ်ဖြစ်နေအောင် မပန်းနဲ့တိကြတယ်ကျွန်တော်ရဲ့မျက်လုံးနဲ့တိချာမြင်လိုက်တာတကယ်ပြောတာဘာလဲဟဲ့တရေပါမလုံးနဲ့တော့တရေမမလုံးနဲ့ဟမ် တေးဖားမှာဆို မပါဘူးဖမ်းမယ်တိချာဖမ်းမယ်မပန်းနဲ့ပါမကြောက်နဲ့နော်မပန်းရဲ့နောက်မှာကျွန်တော်ချီရတော့မကြောက်နဲ့တေးဖမ်းမှာဆိုဖမ်းပါတေးမှာဒါစမ်းတေးမှာလာလို့တေးမှာဒါကဲ အစီကိုတိုးပါလေ မို့လေအရှိကိုတိုးအတွက်နောက်ကိုအရှင်ယူနေတာမပန်းနဲ့တော့မယ်ဒါကျွန်တော်လက်ကလေးတစ်ချက်လောက်ကင်နေပါလားဗတိပြုတ်ချပါစို့အေးတရေမဟုတ်ကျွန်တော်ဂျင်းကနေနေနေလို့ပဲဂျင်းနေနေနေလို့ပဲ တေးမလည်းရှင်နေပြီလား တရေမလို့တိတာဗျာနေတိုင်းအချောက်ခံကြတာတရေမနဲ့ဂျင်းနေနေလို့ခံတာလိုအပ်တိုက်အဲ့တရေမတိုက်တယ်ဟိုဒီလိုမပန်းနဲ့ဗတိလေးကိုတစ်ဖက်ကင်ပြီးရှေ့ရတော့တရေမနေတာပဲနော်1 2 3ဆိုဆော့1 2 3ဟာအမရေအမ လာလိုက်တာဟမ်ဟုတ်ပြီ ပါတယ် လို့အပြင်ရောက် ဒုက္ခပါအမပြန်မင်းနေရသေးတယ်မပန်းနဲ့တော့ तू ကပြန်မင်းနေတယ်လို့ ရှက်တမျိုး အမငငယ်တော့လို့ပဲရောင်ပြီးလမ်းလျှောက်နေတာကျွန်တော်တို့ကတရေစစ်ထင်ပြီးကြောက်လိုက်ရဗျာ အော်အဲ့ဆိုအမရောင်ပြီးတော့ရှောက်သွားနေတာပေါ့နော် ဟုတ်တယ်အမတော်သေးတယ်ဗျာတရေစစ်ထင်ပြီးကျုံတော့မလို့အမကန်ကောင်းရတယ်မန်ဒီမှာတွေ့လားပတိရွာဦးเจ้าဆရာတော်ရှိကငှားလာတာတဲဆိုဖြုတ်မလို့ဟုတ် ရှင်ပြောတော့ညာတိုင်းဖျားနဲ့တရားနဲ့ဆိုဗတိစိတ်တယ်ဆို ဟုတ်တယ်လေစိတ်ပါများပြီးတော့ပျောက်သွားတာအဲ့ဒါနဲ့သွားပြန်ငှားလာတာ တတိမလေးကနှူထွေးကိုတရေလို့ထင်ပြီးကြောက်သွားလာရင်အားနာလိုက်တာ ရပါတယ်ဒါမျိုးဖြစ်တတ်ပါတယ်တခါမှမကြုံဘူး မလေးတတိမလေးကိုပြန်ပို့အောင်လေနော် ဟုတ်ပါဗျာမပန်းနဲ့ဘာမှမကြောက်နဲ့ကျွန်တော်တယောက်လုံးရှိတယ်ကျွန်တော်အားကိုးလိုက်မပန်းရဲနဲ့ကိုနှောက်ရှက်တဲ့သူမှလည်းအကုန်စုပ်ပြတ်တက်သွားမယ် ရှင်ရလေဟိုသားမှာဟိုရတယ်ဟိုမပန်းနဲ့သွားရပါတယ်တယောက်တည်းဟမ် အော်ဟိုမဟုတ်တာတတိမလေးရဲ့ဟိုနှုတ်ထွေးကြောင်ဒီချိန်မပန်းနဲ့အပြင်ရောက်နေရလေဟိုလိုက်ပို့အောင်မ ဟုတ်တယ်ပြန်ဖို့တင်တယ် နှုတ်ထွေးလိုက်ပို့မယ်လားလိုက်သွားမယ်လိုက်ပို့မယ် ပြောင်းတယ်တော့အကုန်ပြောင်းရမှာ
မမင်းလည်းမကောင်းပါလားဘာလို့လဲအိမ်လွမ်းလို့လား မဟုတ်ပါဘူးကိုတော့မကြလို့ယောက်ျားယူလိုက်ရတော့ဖြစ်မခံနိုင်အောင်ရှင်မောဆိုင်အကားတွေကဒီတိုင်းထားလို့မရအောင်လေဗန်တိုင်းနေရှိနေရပဲဗန်တိုင်းနေတေချာကာမရမှာပေါ့ပြီးကျန်းခင်းတွေကိုဒီတိုင်းမထားနဲ့တခုခင်းခိုင်းနော် ဟုတ်ကဲ့ တပတ်ခါကြာလို့ရှိရင်အမမှားထားတဲ့ပစ္စည်းရောက်လိမ့်မယ်အဲ့ဒီမတိုင်ခင်ဆိုင်ကိုတေချာတက်တက်ရရကလေးစီစဉ်ပေးတာနော် ဟုတ်ကဲ့မစိတ်ချနော် ကဲဒီညနေစပြီးတော့ဆိုင်ကိုစိတ်သက်လို့တဲ့နဲ့တေချာလေးပြပြောင်းလဲပြီးတော့စူးစမ်းကြငါကညံကောင်းလာ ਈ လားဟမ်ဖေးတဲ့အရက်ကိုတိုင်းပြီးလှုပ်ထားတာဟမ်တစ်ချက်တည်းနဲ့ငှက်တက်ကောင်ပြည့်တယ်လို့ပဲဟမ်အလောက်ကတွင်ကျတိုင်းခေါ်ပြားနှစ်ခုတည်းနဲ့ဒီကောင်မိမ့်မယူရင်တော့အပေါ်အများရှိမလားမသိ တောင်းတောင်းတ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 ောင်းတောင်းတောင်းတင်းဟေး အေး ဒါနှစ်ခေါက်ကိုကြည့်ပြီးအဖေကြိုက်ရမလားအဖေဒါတော်ရမလား အတော်တာဗောမိမ့်မယူရင်တော့မိအမွှာအများယူအောင်မလားမသိ ဒါတော့အချိန်နေရအောင် နှစ်ခုလှုပ်ထားတယ် အဖေရဲ့အဖေ အော်အလန့်တကြားဟဲ့ဘာဖြစ်လာပြန်တာတော့ သမီးတို့အားလုံးဒုက္ခရောက်ပြီဖေရဲ့ ဘာဒုက္ခရောက်လဲ သမီးတို့မိသားစုတစုလုံးအလုံးပြောက်ပြီအဖေရဲ့ ပြောစီဟေးဘာပြောလိုက်တယ်ပြပြန်ပြောသားပါဦးသမီးရဲ့ အဖေရဲ့သမီးနုံနာအဲ့ဒါမှန်ပါတယ်အခုဟာလေသမီးနိုင်နဲ့ဆက်ဆက်ကိုကြားခဲ့တာအဖေတထေးမလေမရွှေမပြောနေတာဒီနေ့ကစပြီးတဲ့လူသစ်တွေနဲ့ပဲအလုံးလုံးတော့မဲတဲ့အဖေရဲ့ဘာပြောစမ်းမအောင်ငါပြန်ပြောစမ်းမဘယ်သူကပြောရလဲဟိုလေသူတို့နားမှာသမီးအလုံးလုံးကြားလာသိလားမင်းတထေးမမရွှေမပြောနေတာအစတော့ယူယူပဲပြောနေတာပါအမေရဲ့ဇွဲရှင်အောင်လုပ်ရမယ်တဲ့ဇွဲရှင်အောင်အလုပ်လုပ်တဲ့လူမှာအောင်မြင်လာတဲ့အမေရဲ့ဟုတ်တယ်လေငါလည်းဇွဲရှိတဲ့လူပဲကြိုက်တယ်လေပထမရီးစားတော့ကဇွဲမရှိလို့ငါမကြိုက်တာနင်တို့ဖေကြမှာဇွဲရှိလို့ငါပြန်ကြိုက်တာ အမေ မင်းတို့မောင်တို့နှစ်ယောက်တက်နေပဲလေကွာ ကိုညာရှင်ဘာပြောတာလဲခလေးတွေရှစ်မှာ မဟုတ်လေသူတို့မောင်တို့ကဒီအသက်ရွယ်အထိကကြိုးစားခဲ့တယ်ရုံးကန်ခဲ့တယ်ဇွဲရှိတယ်အဲ့ဒါကိုပြောတာတက်တယ်ဆိုအဲ့ဒါပြောနေရလေမိစားမောင်သမီးကသူကဟိုအလုပ်ကိစ္စလေးဆက်ပြောသားမှာဟုတ်တယ် တထေးမလေမရွှေမုံပြောနေတာဟိုဇွဲရှင်အောင်အလုပ်လုပ်ရမယ်လို့ပြောနေရနေလေဒီနေ့ကစပြီးတဲ့လူတစ်စိတ်တစ်နဲ့ပဲအလုပ်လုပ်တော့မဲတဲ့အရာအားလုံးကိုပြောင်းလဲပြစ်မဲတဲ့သမီး49နဲ့ဆက်ဆက်ကြားခဲ့တာအဖေအဲ့ဒါရှင်တို့တားဖာနှစ်ယောက်တောင်ဖြစ်တာအလောက်ကောင်မှလက်ကြောတင်အောင်မလုပ်ချင်ကြတာ ညံကျော် ကြာ နောက်ဆုံးကြတော့လေကွာညံရွှေတို့သားဖားဖက်ကူကမြာဟုကလှဲ့လာ ဟုတ်တယ်ဖေဖေ အရှိလေးကတော့ဖြစ်နေသေးတယ် လူသားရဒီပွင့်တွေအဆုံးလူသားရစိတ်နဲ့ဆိုလူတိုင်းသားရစိတ်နဲ့နေဒီနဲ့တွေပေါ်များပြီဟေးလူသားရတို့ချန်ကြီးဟေးမနေ့ကရောင်နေဦးနဲ့နှုတ်ထားတဲ့ချိန်27ရာစုဆိုင်ခင်များအတွက်မျိုးကောင်းမျိုးတန်ပြေမှာတဲ့တို့ရတူမျိုးစေးချမယ် Hey လာပါလက်တွေဆိုင်ချမယ်ခင်မိမိထိုးစကြည့်ရတော့လို့ပြုတ်ကများတော့မပူပါနဲ့လူသားရတဲ့ပြေဆုံး Yeah 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 ကိုတိုင်းရချမ်းတဲ့မိသားစုလေးနဲ့သူပြုံးလို့ပျော်ရွှင်ခင်မိမှု